ဒီနေ့ကတော့ Riley လို့ခေါ်တဲ့ကလေးမလေးလူလောကထဲကိုဖာရောက်တဲ့နေ့ဖြစ်ပါတယ်။ Riley မွေးဖွားလာတာနဲ့တပြိုင်နက်ပျော်ရွှင်မှုကပါသူနဲ့အတူမွေးဖွားလာပါတယ်။ပျော်ရွှင်မှုကအနားမှာရှိတဲ့ခလုတ်ကလေးကိုနှိပ်လိုက်တဲ့အခါ Riley လေးကပြုံးပြီးဖာရီပါတယ်။ပျော်ရွှင်မှုက Riley ရဲ့မျက်လုံးထဲကနေတဆင့် Riley ရဲ့မိဘတွေကိုမြင်နေရပါတယ်။ဒါတွေကိုအုံနောက်ကမှက်ညံလုံးလေးအဖြစ်အုံနောက်ရဲ့တနေရာမှာတိတ်ပြီးထားလိုက်ပါတယ်။ဒီအချိန်ရုတ်တရက်ကြီး Riley လေးကထငိုလာပါတယ်။အကြောင်းကတော့ဝမ်းနည်းမှုကထိတ်ချုပ်ခန်းထဲမှာရှိတဲ့ခလုတ်ကိုနှိပ်လိုက်လို့ဖြစ်ပါတယ်။ဒီလိုနဲ့ Riley တဖြည်းဖြည်းအရွယ်ရောက်လာတော့သူ့ကိုအန်ရမဖြစ်အောင်ကာကွယ်ပေးမဲ့ကြောက်ဖိတ်ကလည်းရှိလာတယ်လို့မဖားချင်တာကိုငင်းပယ်လို့ရမဲ့ရွှန်ရှာဖိတ်လည်းရှိလာပါတယ်။ Riley ပန်းကော်ပြီးဖိတ်မကြိုက်တဲ့ခံစားချက်ကိုလည်းအုံနောက်ကမှက်ညံလုံးလေးဖြစ်တိတ်ပြီးထားပါတယ်။ Riley ရဲ့အဖေက Riley ညစာမစားရင်အချိုးဝဲမကြွေးဘူးပြောတာကြောင့် Riley ရဲ့အုံနောက်ထဲမှာရှိတဲ့ဒေါသဖိတ်ကထပြီးအလုပ်လုပ်ပါတယ်။ Riley အဖေကလေရင်ပြန်ကြီးလှုပ်ကြွေးတော့မှ Riley လေးကသဘောကျပြီးစားပါတယ်။အဲ့တော့မှပျော်ရွှင်စရာမှက်ညံရောဒေါသထွက်စရာမှက်ညံရောကအလုံးလေးတွေဖြစ်ကြလာပါတယ်။ Riley ကလေးဘဝမှာပျော်ရွှင်စရာမှက်ညံတွေကအများဆုံးဖြစ်ပြီးအဲ့ထဲမှာအဓိကမှက်ညံတွေလည်းပါဝင်နေပါတယ်။အဓိကမှက်ညံဆိုတာ Riley အတွက်အရန်အရေးပါတဲ့ဖြစ်ရပ်တွေကြောင့်ထွက်ပေါ်လာရတာဖြစ်ပါတယ်။ Riley ပထမဆုံးဂိုးတွင်းငယ်တုန်းကအဓိကမှက်ညံတစ်ခုပေါ်လာပြီးအဲ့ဒီလိုမှက်ညံတွေကပဲ Riley ရဲ့ကိုယ်ရည်ကိုယ်သွေးမှာမတူညီတဲ့ကဏ္ဍတွေကိုဖြစ်ပေါ်လာစေတာဖြစ်ပါတယ်။ဒီထဲကငပြောင်ကျွန်းလေးရာဖွင့် Riley ရဲ့ပြောင်ဖက်ဖက်လှုပ်တတ်တဲ့အမူအကျင့်ကြောင့်ထွက်ပေါ်လာရတာဖြစ်ပြီး Riley ပထမဆုံးတငယ်ချင်းရကလေးကခေမင်မှုကျွန်းလေးထွက်ပေါ်လာတာဖြစ်ပါတယ်။ရိုးသားမှုကျွန်းလေးကလည်း Riley အမှန်တရားပြောတတ်တဲ့အမူအကျင့်ကြောင့်ထွက်ပေါ်လာရတာဖြစ်ပါတယ်။မိသားစုကျွန်းကတော့ဒီထဲမှာအကြီးဆုံးဖြစ်ပြီး Riley ဘွားရဲ့အရေးပါဆုံးအဖိတ်ပိုင်းတွေကတစ်ခုဖြစ်ပါတယ်။ Riley လေးကတခါတလေချော်ရည်တွေကြားထဲမှာရှိနေတယ်လို့ဖိတ်ကူးရင်ပြီးဖော်တတ်လို့သူနဲ့ဖော့ဖော်ဘတ်ဘင်ပန်းကိုလည်းဖိတ်ကူးရင်တငယ်ချင်းအဖြစ်ဖန်တီးထားပါတယ်။ဒီလိုနဲ့ Riley လေးဟာတဖြည်းဖြည်းအရွယ်ရောက်လာခဲ့ပြီးဟော်ကီကစားတာလည်းပိုကျွမ်းကျင်လာပါတယ်။ Riley 17နှစ်အရွယ်ကိုရောက်တဲ့အထိပျော်ရွှင်မှုကအများဆုံးဖိတ်ခံစားချက်ဖြစ်ပြီး Riley 8ပြီဆိုရင်တော့ဒီမှက်ညံတွေအကုန်လုံးကိုအုံနောက်ရဲ့တနေရာမှာတင်ပြီးထားပါတယ်။ဒီလိုနဲ့တနေ့မှာတော့ Riley တို့မိသားစုကမူရင်းအိမ်အဖမြို့မှာရှိတဲ့အိမ်ကိုပြောင်းဖို့ဖြစ်လာပါတယ်။နေရာကောင်းလေးဖြစ်မှာပါဆိုတဲ့ဖိတ်နဲ့တလန်းလုံးဖိတ်ကူးရင်လာခဲ့ပေမဲ့တကယ်ရောက်လာတဲ့အချိန်မှာတော့ထင်ထားတာတဲ့ဖိတ်ပြက်စရာကောင်းလုံးနေပါတယ်။အိမ်ထဲကိုဝင်ကြည့်တော့လဲကြွက်တွေနဲ့နေရာတစ်ခုလုံးကရွံစရာကောင်းလုံးနေတာကြောင့်ဖိတ်ထဲမှာရွံရှာဖိတ်ကြောင်ရွံဖိတ်နဲ့ဒေါသတွေကပဲအလုံးလုံးနေပါတယ်။အဲ့ဒါကြောင့်ပျော်ရွှင်မှုကသူတို့ကိုဝင်သားလိုက်ပြီး Riley နေရမယ့်အခန်းထဲမှာပစ္စည်းတွေကိုနေရာချကြည့်နေပါတယ်။ဒါပေမဲ့ပစ္စည်းတဲ့ကားကရောက်မလာသေးတာကြောင့်မိဘတွေဖိတ်တူနေတာကို Riley မြင်လိုက်ရပါတယ်။ Riley ကဒေါသထွက်နေကြတဲ့သူမိဘတွေကြားထဲကိုဟော်ကီတန်တစ်ချောင်းနဲ့ဝင်သွားတဲ့အခါမှာတော့မိဘတွေလည်းဖိတ်ပြောင်းသွားကြပြီးမိသားစုကျွန်းလေးဟာလည်းအလုပ်လုပ်လာပါတယ်။ဒီအချိန် Riley အဖေဖီကိုအလောက်ကဖုံးဖက်လာတာကြောင့်အဖေဖြစ်သူကထွက်သွားပါတယ်။ Riley လည်းဖိတ်ပြောင်းတဲ့အနေနဲ့လမ်းမှာတွေ့ခဲ့တဲ့ပီဇာဖိုင်ကိုပီဇာသွားဖားကြဖို့သူ့အမေကိုတောင်းဆိုပါတယ်။ဖြစ်ချင်တော့ပီဇာမှာ Riley မကြိုက်တဲ့ပန်းကော်ပီဖိန်ကပါနေတာကြောင့်ဖိတ်ပြက်ဖာနဲ့ပဲဖိုင်ကနေထွက်လာခဲ့ရပါတယ်။တနေကုန်ဖိတ်ပြက်ဖျားတွေနဲ့ပဲကြုံတွေ့နေရတဲ့ Riley ကိုသူ့အမေကခရီးသွားတော့ကပြောပြအကြောင်းတွေပြောပြတာကြောင့်မိသားစုကျွန်းလေးဟာအလုံးလုံးနေစေဖြစ်ပါတယ်။ Riley အမေကခရီးသွားတော့ကဘယ်အချက်ကိုအကြိုက်ဖုံးလဲပြီးတော့ပျော်ရွှင်မှုကဒိုင်နိုဖောနယ်တုန်းကအမတ်တရကိုဖွင့်ပြပါတယ်။ဒါပေမဲ့ဒီပျော်ရွှင်စရာမှက်ညံကဝမ်းနည်းစရာမှက်ညံအဖြစ်တဖြည်းဖြည်းပြောင်းလဲသွားပါတယ်။အကြောင်းကတော့ဝမ်းနည်းဖိတ်ကမှက်ညံလုံးလေးကိုထိလိုက်တာကြောင့်ဖြစ်ပါတယ်။ပျော်ရွှင်မှုကမှက်ညံလုံးလေးကိုပျော်ရွှင်စရာမှက်ညံဖြစ်အောင်ပြန်ပြောင်းကြည့်ပေမဲ့အပြာရောင်ကနေပြောင်းလို့မရဖြစ်နေပါတယ်။ဒီအချိန် Riley ကလေကားလေရန်ကနေရှော့ဖစ်မဲ့လောက်တာကြောင့်အုံနောက်ထဲမှာရှိတဲ့ငပြောင်ကျုံးလေးကအလုံးလုံးလာပါတယ်။ဒါပေမဲ့ဝမ်းနဲ့ဖိတ်ကအဓိကမှက်ညံကိုဖွင့်လိုက်တာကြောင့်ရှော့မဖစ်တော့ဘူးလုံနေချိန်ပျော်ရွှင်မှုကပြန်ဖီလိုက်လို့ငပြောင်ကျုံးလေးကပြန်ပြီးအလုံးလုံးလာပါတယ်။အဲ့ဒါကြောင့် Riley လည်းလေကားလေရန်ကနေရှော့ဖစ်လာပါတယ်။ဝမ်းနဲ့ဖိတ်ကတူတခုခုဖြစ်နေလို့မှက်ညံတွေကိုလိုက်ထိကျင်နေတာဖြစ်ကြောင်းပျော်ရွှင်မှုကိုပြောပါတယ်။တကယ်လို့ဝမ်းနဲ့ဖိတ်တာမှက်ညံတွေကိုအခုလိုလိုက်ထိနေအောင်မယ်ဆိုရင်မှက်ညံတွေအကုန်လုံးကဝမ်းနဲ့စရာမှက်ညံတွေဖြစ်ကုန်မှာဖြစ်ပါတယ်။အဲ့ဒါကြောင့်ပျော်ရွှင်မှုကသူ့ကိုထိန်းချုပ်ခန်းနဲ့ဝေးတဲ့နေရာမှာအာယုံလွှဲထားလိုက်ပါတယ်။ပျော်ရွှင်မှုမရှိတဲ့အချိန်ထိန်းချုပ်ခန်းထဲမှာတခြားခံစားချက်တွေပဲရှိနေရကြောင်း Riley ရဲ့ဖိတ်ထဲမှာတခြားခံစားချက်တွေကကြီးဖိုးနေပါတယ်။ Riley အိယာဝင်ချိန်မှာ Riley အမေကပစ္စည်းတဲကမရောက်သေးဘူးဆိုတဲ့သတင်းဖိုးကိုပဲပြောနေတာကြောင့်ဒေါသဖိတ်က Riley ကိုဝင်ထိန်းချုပ်ဖို့လုပ်ပါတယ်။ဒါပေမဲ့ Riley အမေကချေဖူးတင်ပါတယ်လို့ပြောလိုက်တဲ့အခါမှာတော့အကုန်လုံးကကြောင်ကုန်ကြပါတယ်။တကယ်တော့အခုလိုရှုပ်ရှက်ခတ်နေချိန်မှာတော့ပျော်ပျော်နေပေးတဲ့အတွက် Riley အမေက Riley ကိုချေဖူးတင်တာဖြစ်ပါတယ်။အဲ့ဒါကြောင့်ပျော်ရွှင်မှုက Riley နေရာမှာဝင်ထိန်းချုပ်လိုက်ပြီးတနေ့တာကိုပျော်ရွှင်စရာမှက်ညံလေးနဲ့အဖုံးတက်လိုက်ပါတယ်။မှက်ညံတွေအကုန်လုံးကိုရေရှည်မှက်ညံဖီပိုးလိုက်ပြီးတဲ့နောက်မှာတော့ပျော်ရွှင်မှုက Riley ရဲ့အိမ်မက်ကိုဖောင်းကြည့်ပါတယ်။ဖြစ်ချင်တော့အိမ်မက်တစ်ခုလုံးကလည်းအိမ်မက်4တွေပဲဖြစ်နေတာကြောင့်ပျော်ရွှင်မှုက Riley ငယ်ငယ်တုန်းကအမတ်တရတွေကိုပြန်ပြရင်အဖားထိုးပေးလိုက်ရပါတယ်။တနေ့လုံးကပျော်ရွှင်စရာမဟုတ်တဲ့တခြားမှက်ညံတွေနဲ့ပဲပြေးလူနေပါဖြစ်နေတာကြောင့်နောက်တစ်နေ့ကိုတော့ကျင်းတွေပေါက်ပျော်ရွှင်အောင်လုပ်ပေးမယ်ပြောရင်ပျော်ရွှင်မှုက Riley ကိုခရီးပေးထားလိုက်ပါတယ်။နောက်တစ်နေ့က Riley ကျောင်းတက်ရမယ့်ပထမဆုံးနေ့ဖြစ်တာကြောင့်တငယ်ချင်းအစ်စ်တွေနဲ့ဖိတ်လှုပ်ရှားစရာကောင်းလုံးနေမှာအသေးကြပဲဖြစ်ပါတယ်။
ပျော်ရွှင်မှုက Riley ဝမ်းမနေဖို့အတွက်ဝမ်းနည်းမှုကို Feewine ထဲမှာနေဖို့ပြောပြီးတခြားဖိတ်တွေကိုတာဝန်တစ်ခုစီပေးထားလိုက်ပါတယ်။ဒီလိုနဲ့ Riley ကျောင်းကိုရောက်တော့အတန်းမိုင်ဖီယာမာက Riley ကိုမိတ်ဆက်ခိုင်းပါတယ်။ပျော်ရွှင်မှုကထိန်းချုပ်ထားတာကြောင့်ငယ်ငယ်ကအမတ်တရားတွေကိုပြန်တွေးရင်ပျော်ရွှင်စွာနဲ့မိတ်ဆက်နေခြင်းရုတ်တရက်ကြီးအဝါရောင်မှတ်ညံအဖြစ်ကနေအပြာရောင်မှတ်ညံအဖြစ်ကိုပြောင်းသွားပါတယ်။အကြောင်းကတော့ဝမ်းနေဖိတ်ကမှတ်ညံလုံးလေးကိုထိလိုက်တာကြောင့်ဖြစ်ပါတယ်။ဝမ်းနေဖိတ်ဖြစ်သွားတဲ့ Riley ကအရင်ကသူတို့မိသားစုကကဘာနီမျိုးပုံကိုကဘာရင်ပျော်ပျော်ရွှင်ရွှင်ရှိခဲ့ကြပေမဲ့ဒီကိုပြောင်းလာတဲ့အခါမှာတော့အရာအလုံးပြောင်းလဲသွားပြီဖြစ်ကြောင်းပြောပြီးထငိုပါတယ်။ဒီအချိန်ဝမ်းနေဖိတ်ကဖက်ကိုထိန်းချုပ်နေတာကြောင့်အပြာရောင်မှတ်ညံကအဓိကမှတ်ညံအဖြစ်ထိန်းချုပ်ခန်းထဲကိုရောက်လာပါတယ်။ပျော်ရွှင်မှုက Riley ရဲ့အဓိကမှတ်ညံတွေထဲမှာအပြာရောင်မှတ်ညံကိုမထည့်နိုင်တာကြောင့်ရေရှည်မှတ်ညံတွေကိုပို့ပို့လုပ်နေချိန်ဝမ်းနေမှုကဝင်ထားပါတယ်။အဲဒါကြောင့်ထိန်းချုပ်ခန်းထဲမှာရုံရင်ဖန်ခက်ဖြစ်ပြီးအဓိကမှတ်ညံကိုချိတ်ဖက်ထားတဲ့ကျွန်းတွေအကုန်လုံးဟာလည်းရပ်တန့်သွားပါတယ်။ Riley လည်းဘာခံစားချက်မှမရှိတော့တာကြောင့်ငိုနေရကနေရုတ်တရက်ကြီးရပ်တန့်သွားပါတယ်။ပျော်ရွှင်မှုကအဓိကမှတ်ညံကိုပြန်ယူဖို့ကြိုးစားရင်ဝမ်းနေမှုနဲ့အတူရေရှည်မှတ်ညံတွေပို့တဲ့ပိုက်ထဲကိုရောက်သွားပါတယ်။အဓိကမှတ်ညံတွေမရှိရင်ကျွန်းတွေအကုန်လုံးဟာလည်းပျက်စီးသွားတော့မှဖြစ်တာကြောင့်အဓိကမှတ်ညံတွေကိုရုံချုပ်ပြီးအမြန်ပြန်ပို့ဖို့လိုပါတယ်။ပျော်ရွှင်မှုမရှိတော့တဲ့ Riley ကိုတခြားခံစားချက်တွေကဝင်ထိချုပ်နေရကြောင်းထမင်းဖားဝိုင်းမှာဖခင်ဖြစ်သူနဲ့စကားများကြပါတယ်။ Riley အဖေကမြောက်ပုံဖန်လုပ်ပြီးပြန်ချော့ပေမဲ့ Riley ကဘာမှတုံ့ပြန်မလာတာကြောင့်အခန်းထဲကနေထွက်သွားပါတယ်။ဒီအချိန် Riley ပြောင်ဖက်ဖက်လှုပ်တတ်တဲ့အမှုချင်းကြောင့်ဖြစ်ပေါ်လာရတဲ့ငပြောင်ကျွန်းလေးဟာလည်းပျက်စီးသွားပါတယ်။ပျော်ရွှင်မှုတို့ကဌာနချုပ်ကိုမြန်မြန်ပြန်ရအောင်ခင်မင်မှုကျွန်းလေးကနေတဖင်သွားဖို့လုပ်ကြပေမဲ့လမ်းတစ်ခုလုံးပျက်စီးနေတာကြောင့်ရေရှည်မှတ်ညံတွေထဲကနေဖြတ်သွားဖို့လုပ်ရပါတယ်။ရေရှည်မှတ်ညံတွေဖူတာမဖုံးနိုင်တဲ့အချိုးအကွေတွေနဲ့ဖင်တွေအများကြီးရှိတဲ့နေရာကိုပြောတာဖြစ်ပါတယ်။ပျော်ရွှင်မှုကဝမ်းနေလုံးလို့လက်မလျှောက်နိုင်ဖြစ်နေတဲ့ဝမ်းနေမှုကိုခြေထောက်ကနေဖွဲခေါ်လာရပါတယ်။ရေရှည်မှတ်ညံတွေထဲမှာဖိတ်လုတ်သားတွေလည်းရှိနေပြီးသူတို့က Riley မမိတော့တဲ့ဖုံးနံပါတ်နဲ့လွန်ခဲ့တဲ့၄နှစ်လောက်ကမှတ်ညံတွေအကုန်လုံးကိုဖျက်ဆီးပစ်ကြတာဖြစ်ပါတယ်။တစ်ဖက်မှာတော့ Riley တငယ်ချင်းအသက်ရောက်သွားပြီပြောတာကြောင့် Riley ကဖိတ်ဖိုးပြီးဖုံးချလိုက်ပါတယ်။ဒီအချိန်ခင်မင်မှုကျွန်းလဲပျက်စီးသွားတာကြောင့်ပျော်ရွှင်မှုတို့ကတခြားကျွန်းကနေဖြတ်သွားရတော့မှဖြစ်ပါတယ်။ပျော်ရွှင်မှုကရေရှည်မှတ်ညံတွေထဲကိုဖြတ်လာရင်လမ်းမှာပင်ပန်းနဲ့တိုးပါတယ်။ပင်ပန်းဆိုတာ Riley ငယ်ငယ်တုန်းကဖန်တီးထားတဲ့ဖိတ်ကူးရင်တကယ်ချင်းဖြစ်ပါတယ်။ပျော်ရွှင်မှုကဌာနချုပ်ကိုမြန်မြန်ပြန်ရောက်ဖို့လိုတယ်ပြောတာကြောင့်ပင်ပန်းကပျော်ရွှင်မှုနဲ့ဝမ်းနည်းမှုကိုလမ်းပြပေးပါတယ်။ပင်ပန်းကိုအာတာပူဖီခန္ဓာကိုယ်နဲ့တခြားတတဝါတွေရဲ့အဖိတ်ပိုင်းတွေအများကြီးကိုပေါင်းဖက်ဖန်တီးထားတဲ့တက်ရှိတကောင်ဖြစ်ပါတယ်။ Riley ငယ်ငယ်ကလေးကသူတို့နှစ်ယောက်ကကစားပေါ်တွေဖြစ်ကြပြီးတချင်းတန်နဲ့မောင်းလို့ရတဲ့ဒုံးပြကိုဖန်တီးထားကြတဲ့အထိနှစ်ယောက်ကြားမှာအမှတ်တရတွေရှိပါတယ်။ပျော်ရွှင်မှုကပင်ပန်းရဲ့အဖုံထဲလို့ရတဲ့အိမ်နဲ့မှတ်ညံတွေကိုထည့်ထားလိုက်ပါတယ်။ဌာနချုပ်ကိုပြန်ရောက်ဖို့ဆိုရင်အတွေးရထားဖီးသွားဖို့လိုတာကြောင့်ပင်ပန်းကဖိတ်ကူးရင်မျိုးတော်ထဲမှာရှိတဲ့ဘူတာကိုတွားဖို့လိုကြောင်းပျော်ရွှင်မှုတို့ကိုပြောပါတယ်။ပင်ပန်းကဖိတ်ကူးရင်မျိုးတော်ကိုဖျက်လန်းကနေတွားလို့ရကြောင်းပြောပြီးပျော်ရွှင်မှုတို့ကိုလမ်းပြပေးပါတယ်။ဝမ်းနေမှုကဒီနေရာဟာအန်ရယ်ရှိတာကြောင့်ဖျက်သွားဖို့မတင်ကြောင်ပြောပေမဲ့ပျော်ရွှင်မှုကဂယုမဖိုက်တာကြောင့်သူ့ပါလိုက်သွားရပါတယ်။ဒီအချိန်ဖိတ်လုတ်သားတွေကဖက်ကိုဖွင့်လိုက်တာကြောင့်ခန္ဓာကိုယ်တစ်ခုလုံး 3D ပုံစံအကျန်းတွေဖြစ်သွားကြပါတယ်။ 3D ကနေ 2D ပုံစံပြောင်းခံလိုက်ရပြီးပုံပြတ်တော့မလို့ဖြစ်နေချိန်မှာဝမ်းနေမှုရဲ့ကျေးဇူးကြောင့်အပြင်ကိုအချိန်မီထွက်လာနိုင်လိုက်ပါတယ်။ဖိတ်ကူးရင်မျိုးတော်ဆိုတာ Riley ဖိတ်ကူးရင်လိုက်တဲ့အရာတွေအကုန်လုံးကိုတီးဖောက်ထားတာဖြစ်ပြီးဒီထဲမှာတိမ်မျိုးတော်ဖဲကျဲအိမ်နဲ့ Riley ရဲ့ဖိတ်ကူးရင်ချစ်သူတောင်ရှိပါတယ်။တစ်ဖက်မှာဟော်ကီကစားဖို့ကွင်းထဲကိုရောက်လာတဲ့ Riley ကအလွဲလဲချော်ချော်ဖြစ်ပြီးကိုးပေါက်လွဲသွားပါတယ်။အဲဒါကြောင့်ဒေါသထွက်သွားတဲ့ Riley ကကွင်းထဲကနေပြန်ထွက်လာပြီးအဓိကမှတ်ညံကြောင့်ဖြစ်ပေါ်လာတဲ့ဟော်ကီကျွန်းကြီးဟာလည်းပျက်စီးသွားပါတယ်။ဒီအချိန်ဖိတ်လုတ်သားတွေကဘင်ပန်းရဲ့ဒုံးပြန်ကိုကြောက်ထဲပစ်ချလိုက်တာကြောင့်ဘင်ပန်းကအရန်ဝမ်းနေသွားပါတယ်။ပျော်ရွှင်မှုကနီးမျိုးဖုံနဲ့ကြိုးပမ်းပြီးပျော်လာအောင်လုပ်ကြည့်ပေမဲ့ဘင်ပန်းကတော့ဝမ်းနေနေပဲဖြစ်ပါတယ်။အဲဒါကြောင့်ဝမ်းနေဖိတ်ကဝမ်းနေဖျားတွေပြောပြီးနှစ်သိမ့်ပေးလိုက်တော့မှဘင်ပန်းကငိုချလိုက်ပြီးအရင်လိုပြန်အဖင်ပြေသွားပါတယ်။ပျော်ရွှင်မှုမရှိတဲ့ Riley ရဲ့တနေ့တာမှာကြောက်ဖိတ်ဒေါသနဲ့တခြားဖိတ်တွေကပဲတစ်ချိန်လုံးကြီးဖိုးနေပါတယ်။ Riley အိပ်ပျော်နေတဲ့အချိန်ဆိုရင်အတွေးရထားကအလုံးမလုံးတာကြောင့်ပျော်ရွှင်မှုတို့က Riley ကိုနှိုးဖို့ဖြစ်လာပါတယ်။အိမ်မက်ထုတ်လုပ်ရေးဖူတာ Riley ရဲ့အိမ်မက်တွေကိုထုတ်လုပ်တဲ့နေရာဖြစ်ပြီးကင်မရာထဲမှာမြင်တွေ့ရသမျှက Riley ရဲ့အိမ်မက်တွေဖြစ်ပါတယ်။ပျော်ရွှင်မှုက Riley ကိုပျော်အောင်လုပ်ပြီးနှိုးချင်ပေမဲ့ဘင်ပန်းကပါဝင်လာတာကြောင့်စတူဒီယိုတစ်ခုလုံးကရှုပ်ရှက်ခါသွားပါတယ်။ဖြစ်ချင်တော့ဘင်ပန်းကိုအဓိကမှတ်ညံတွေပေးထားတာကြောင့်ပျော်ရွှင်မှုတို့ကသူ့ကိုလိုက်ခဲ့ရပါတယ်။ရဲတွေကဘင်ပန်းကိုမတိဖိတ်ထဲမှာဖမ်းထားတာကြောင့်ပျော်ရွှင်မှုတို့ကပါမတိဖိတ်ထဲကိုလိုက်သွားကြရပါတယ်။မတိဖိတ်ဖူတာ Riley အကြောက်ဖုံးအရာတွေကိုထားတဲ့နေရာဖြစ်ပြီးဒီထဲမှာ Riley မကြိုက်တဲ့ပန်းကော်ပီဖိန်းနဲ့ဖုံဖုံးဖက်ကြီးလည်းရှိနေပါတယ်။ပျော်ရွှင်မှုတို့ကဘင်ပန်းကိုကယ်ပြီး Riley ကြောက်တဲ့ဂျိုကာကိုမတိဖိတ်ထဲကနေမြှောက်ခေါ်လာပါတယ်။ဂျိုကာကြောင့် Riley လည်းအိမ်မက်ထဲကနေလန်နိုးလာပြီးပျော်ရွှင်မှုတို့လည်းအတွေးရထားကိုအချိန်မီဝင်ဖိလိုက်နိုင်သွားပါတယ်။တစ်ဖက်မှာအိယာကနိုးလာတဲ့ Riley ကအရင်အိမ်အဟောင်းကိုပြန်ဖို့အကြံရသွားပါတယ်။လမ်းဖေးကိုသူ့အမေဖီကခိုးလိုက်တာကြောင့်ရိုးသားမှုကြောင့်ဖြစ်ပေါ်လာတဲ့ရိုးသားမှုကျွန်းလေးဟာလည်းပျက်စီးသွားပါတယ်။ဒီအချိန်ရထားလမ်းတစ်ခုလုံးလည်းပျက်စီးသွားတာကြောင့်ပျော်ရွှင်မှုတို့လည်းရထားပေါ်ကနေပြုတ်ကျလာပါတယ်။
ဒါပေမဲ့ဖိတ်လုပ်သားတွေကသူတို့ကိုအချိန်မီကယ်ပေးလိုက်လို့အသက်ဘေးကနေလွတ်မြောက်သွားပါတယ်ပျော်ရွှင်မှုကမှတ်ဉဏ်တွေပြန်ခေါ်တဲ့ပြုံကနေတဖင်ဌာနချုပ်ကိုပြန်ဖို့ကြိုးစားပါတယ်ဒါပေမဲ့ဝမ်းနည်းမှုကသာသူနဲ့အတူလိုက်လာရင်အဓိကမှတ်ဉဏ်တွေအကုန်လုံးဝမ်းနည်းစရာတွေဖြစ်ကုန်မှာဖိုးတာကြောင့်ဝမ်းနည်းမှုကိုထားခဲ့ပြီးတယောက်တည်းထွက်သွားပါတယ်ဒီရဲ့ချိန်မိသားစုကျွန်းပျက်စီးပြီးဖန်ပြုံလဲပျက်စီးသွားတာကြောင့်ပျော်ရွှင်မှုနဲ့ပင်ပန်းကကြောက်ထဲကိုပြုတ်ကျသွားပါတယ်ဒီကြောက်ထဲကိုရောက်လာတဲ့ပစ္စည်းတွေအကုန်လုံးကပျက်စီးသွားတော့မှဖြစ်တာကြောင့်ရိုင်းလီဘွားမှာပျော်ရွှင်မှုဖူတာဘာမှမသိတော့အောင်ကိုမေးပြောက်သွားတော့မှဖြစ်ပါတယ်ပျော်ရွှင်မှုကအဓိကမှတ်ဉဏ်လုံးလေးကိုပြန်ကြည့်လိုက်တဲ့အခါဝမ်းနည်းမှုကြောင့်ပျော်ရွှင်မှုကအဓိကမှတ်ဉဏ်ဖြစ်လာခဲ့တဲ့ဖူတာကိုသဘောပေါက်သွားပါတယ်အဲ့ဒါကြောင့်ရိုင်းလီပျော်ရွှင်ဖို့ဆိုရင်အရင်ဆုံးဝမ်းနည်းလိုက်ဖို့လိုတဲ့ဖူတာကိုနားလည်သွားပါတယ်ဘေဘန်းနဲ့ပျော်ရွှင်မှုကဒုံးပြန်ဖီးပြီးကြောက်ထဲကနေပြန်တက်ကြည့်ပေမဲ့အပေါ်မရောက်ခင်မှာအောက်ကိုပြုတ်ကျလာပါတယ်အဲ့ဒါကြောင့်ပင်ပန်းကရိုင်းလီပျော်ရွှင်ဖို့အတွက်ကိုဗဒေးခံပြီးပျော်ရွှင်မှုကိုအပေါ်ရအောင်ပို့ပေးလိုက်ပါတယ်တစ်ဖက်မှာရိုင်းလီကတော့အရင်အိမ်အဟောင်းကိုပြန်ဖို့အတွက်ဘတ်ဖကားဂိတ်ကိုရောက်လာပါတယ်ဒီရဲ့ချိန်ဝမ်းနည်းမှုကဖိတ်ကူးရင်မျိုးတော်တွေကတိန်နဲ့ငိုပြီးပြန်တက်သွားပါတယ်အဲ့ဒါကြောင့်ပျော်ရွှင်မှုကဖိတ်ကူးရင်ချစ်သူတွေအများကြီးကိုထုတ်ပြီးလေထဲကနေတစ်ဖက်ပျော်ရွှင်မှုနဲ့အတူဌာနချုပ်ကိုပြန်ရောက်လာပါတယ်ဒီရဲ့ချိန်ရိုင်းလီကတော့ဘတ်ဖကားပေါ်ကိုရောက်နေပြီးဘာခံစားချက်မှမရှိတော့လောက်အောင်ကိုတိတ်ဆိတ်နေပြီဖြစ်ပါတယ်ပျော်ရွှင်မှုကဝမ်းနည်းမှုကိုထိန်းချုပ်ခိုင်းလိုက်တဲ့အခါမှာတော့ရိုင်းလီကအရင်လိုဖိတ်အချိန်တွေပြန်ဖြစ်ပြီးဘတ်ဖကားပေါ်ကနေဖင်လာပါတယ်မိဘတွေကတူတူသမီးကိုဖိတ်ပူပြီးလိုက်ရှာနေကြတော့မှပဲရိုင်းလီကအိမ်ကိုပြန်ရောက်လာပါတယ်ဝမ်းနည်းမှုကမိသားစုနဲ့အတူပျော်ရွှင်ခဲ့တဲ့အဓိကမှတ်ဉဏ်တွေကိုပြလိုက်တဲ့အခါရိုင်းလီကဝမ်းနည်းပြီးဖငိုပါတယ်ရိုင်းလီကအိမ်ကားထွက်ပြေးရတဲ့အဖြစ်မှန်တွေကိုပြောပြလိုက်တဲ့အခါမှာတော့မိဘတွေကရိုင်းလီကိုနှစ်သိမ့်ပေးကြပါတယ်အဲ့ဒီနောက်ဝမ်းနည်းစိတ်ကနေပျော်ရွှင်မှုကိုချက်ချင်းပြောင်းသွားပြီးအပြာရောင်နဲ့အဝါရောင်ရောဖက်ထားတဲ့အဓိကမှတ်ဉဏ်လုံးလေးပေါ်လာပါတယ်ဒီမှတ်ဉဏ်ကနေတဖင်အရင်ကတည်းကပိုကြီးမားတဲ့မိသားစုကျွန်းကြီးဖြစ်လာပါတယ်ဒီလိုနဲ့အဓိကမှတ်ဉဏ်မှာအပြာရောင်နဲ့အဝါရောင်အပြင်တခြားအရောင်တွေရောဖက်ထားတဲ့မှတ်ဉဏ်တွေလည်းအများကြီးရှိလာပြီးကျွန်းတွေလည်းအရင်ကတည်းကပိုများလာပါတယ်အခုဆိုရင်ခင်မင်မှုကျွန်းကလည်းပိုကျလာလို့ရင်းနှီးရွာငင်းခုန်ခြင်းကျွန်းဖက်ရှင်ကျွန်းနဲ့ကောင်လေးအဖွဲ့ကျွန်းပို့ပြီးတော့ကျွန်းခွဲတွေအများကြီးရှိလာနေပြီဖြစ်ပါတယ်ဖိတ်လုပ်သားတွေပြင်ပေးလိုက်လို့ထဲချောက်ကလုတ်တွေလည်းအရင်ကတည်းကပိုအဖင်းမြင့်လာလို့ရိုင်းလီလည်းအိမ်အသစ်တငယ်ချင်းအသစ်တွေနဲ့အရင်ကတည်းကပိုပျော်ရွှင်နေပြီဖြစ်ပါတယ်